love energy တရိတ်ဆန်လေးတွေကလေးလေးတွေကိုချစ်တဲ့သူဆိုတော့သူတို့လေးတွေနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေပေါ်လာရင်အမြဲတမ်းတည်တည်ချာချာကြည့်မိတတ်ပါတယ်အခုတလောမှာကြည့်မိတဲ့ဗီဒီယိုအတူလေးတွေကနေစဉ်းစားမိတာလေးတစ်ခုပါနိုင်ငံကတော့ဂျပန်နိုင်ငံဖြစ်မယ်လို့ထင်ပါတယ်ကြောင်ပေါက်စလေးတစ်ကောင်ကလမ်းမကြီးတစ်ခုပေါ်မှာရှိတဲ့အဖုံးတန်စကားကြားကနေလိုင်ကောင်းလိုနေရာထဲကိုပြုတ်ချပြီးအပြင်ကိုပြန်မထွက်တတ်တော့ပဲတမြောင်မြောင်နဲ့အော်နေတာပါဒီကြောင်ကလေးအပြင်ကိုထွက်မလာနိုင်ပေမဲ့ဘာဖြစ်လို့တည်မသွားခဲ့တယ်လဲဆိုရင်အဲ့ဒီလမ်းကိုဖြတ်ပြီးကြောင်းသွားကြောင်းပြန်လုံနေကြတဲ့ကလေးလေးတွေကကြောင်စာလေးတွေယူပြီးတော့နေ့တိုင်းအစာကျွေးနေကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်သက်ဆိုင်ရာလူကြီးတွေတည်သွားတဲ့အချိန်မှာကြောင်ကလေးကအပြင်ကိုပြန်ထွက်ဖို့တော်တော်အကောင်ကြီးနေပါပြီအဲ့ဒီအပေါက်ထဲမှာပဲနေပြီးတော့ကလေးလေးတွေကျွေးတဲ့အစာကိုစားရင်အသက်ရှင်နေရှာတာပါဒါနဲ့နောက်ဆုံးတော့သူ့ကိုခက်ခဲကဲထုတ်ကြရတဲ့အစာကျွေးနေကြကလေးတွေကကြောင်ကလေးထွက်လာမဲ့အဝမှာစောက်ရင်းနဲ့လက်ခုပ်တွေတီးပျော်ကြတာလေးနဲ့အဆုံးသတ်သွားပါတယ်ဒါဟာသူတို့ကြောင်ကလေးပါပေါ့ကလေးလေးတွေနဲ့ကြောင်ကလေးတစ်ကောင်ရဲ့မေတ္တာတရားအခြေခံနဲ့ဆက်သွယ်ချက်ကလေးကိုကြည့်ရတာကြည်နူးစရာပါဒီလိုပဲထူးထူးခြားခြားတွေ့ရတာလေးတွေကကြားမကြီးတစ်ကောင်ဟာသူ့ရဲ့ကြားပေါက်စလေးတွေတည်သွားတဲ့အတွက်စိတ်ထိခိုက်ခံစားရပြီးတော်တော်နေမကောင်းဖြစ်နေတယ်ဒါနဲ့ကြားလေးတွေနဲ့အရွယ်တူဝက်ပေါက်ကလေးတွေကိုကြားရည်ခွန်နဲ့တူတဲ့ပိတ်စနဲ့အင်ဂျီလေးတွေကိုဝက်ကလေးတွေကိုပေါ်မှာပတ်ပြီးကြားမကြီးဘေးမှာလွတ်ထားတာပါကြားမကြီးကဝက်ကလေးတွေရောက်လာတော့မှပျော်ပျော်ရွှင်ရွှင်ဖြစ်သွားပါတယ်ကြားဟာဝက်ကိုဝက်မှမသိလောက်အောင်တော့တုံးမယ်မထင်ပါဘူးလို့တွေးမိပါတယ်ဝက်အနက်နဲ့ကြားအနက်ကတူမှမတူနိုင်တာဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်သူ့ရဲ့စိတ်ထဲမှာဖြေတာရာရခဲ့တယ်ထင်ပါတယ်ဒါဟာလေမေတ္တာတရားရဲ့အစီအစဉ်မှုတစ်ခုပါပဲဒီလိုပဲအသီးအရွက်တွေထည့်ထားတဲ့ခွက်မှာယုံကလေးတွေလိတ်ကလေးတွေအပြင်ပုတ်တင်ညိုလိုအကောင်ကလည်းအစာတူတူဝင်စားနေတာကိုတွေ့ရတာပါခွေးနဲ့တဲ့တဲ့ကြောင်ရှိတယ်ကြောင်နဲ့တဲ့တဲ့ရှင်းရှိတယ်မျက်စိမမြင်တဲ့ခွေးကလေးကိုတခြားခွေးကလေးတစ်ကောင်ကလမ်းပြပေးတဲ့အဖော်လုပ်ပေးတယ်ဆင်မကြီးကအချန်စီယိုးမကြော်တတ်တဲ့သူ့ဆင်ကလေးကိုနှမောင်းနဲ့ချီပြီးကြော်နိုင်အောင်လုပ်ပေးတယ်အသိဉာဏ်ပညာနှိမ့်တယ်လို့သတ်မှတ်ထားတဲ့တရိတ်ဆန်ကလေးတွေမှာအင်မတန်အဆင့်မြင့်တဲ့မေတ္တာတရားကိုတွေ့ရတာအဩစရာကောင်းတယ်ကြည်လက်စာမှတ်တမ်းရုပ်ရှင်တစ်ခုလည်းရှိပါတယ် Life on Our Planet ဆိုတဲ့ documentary ပါနောက်ခံစကားပြောကရုပ်ရှင်မင်းသားကြီး Morgan Freeman ဖြစ်ပါတယ်အဲ့ဒီမှတ်တမ်းရုပ်ရှင်ထဲမှာကဘာဂျူကြီးဖြစ်ပေါ်လာပုံကိုပြတယ်တရိတ်ဆန်တွေဟာကဘာပေါ်မှာအခြေခံအကျဆုံးနဲ့ပထမဆုံးဖြစ်ပေါ်လာတဲ့သက်ရှိသတ္တဝါတွေပဲဖြစ်တယ်ကဘာဂျူကြီးဖြစ်ပေါ်လာတာနဲ့အတူလူတွေသူတို့တွေလည်းဖြစ်ပေါ်လာခဲ့ကြတယ်တရိတ်ဆန်တွေရဲ့အသိစိတ်တွေပတ်ဝန်းကျင်ပေါ်တုတ်ပြန်မှုတွေသူတို့ရဲ့ကိုယ်ခန္ဓာတွေထဲမှာဖြစ်တည်နေတဲ့အင်္ဂါစိတ်ပိုင်းတွေနဲ့ကဘာမြေကြီးရဲ့ဖြစ်တည်မှုဆက်ဆက်နေတဲ့အကြောင်းတွေကိုဒီမှတ်တမ်းရုပ်ရှင်ထဲမှာတွေ့ရမှာဖြစ်ပါတယ်။အင်မတန်ထူးဆန်းပါတယ်။အဩစရာကောင်းပါတယ်။ကျမတို့လူတွေနဲ့စာရင်ရေနေကုန်းနေတရိတ်ဆန်တွေတတဝါတွေဟာကဘာမြေကြီးရဲ့အကြောင်းကိုပို့ပြီးတော့သိကြပါတယ်။တခုခုဖြစ်တော့မယ်ဆိုရင်လည်းသိတယ်။အဲ့ဒီအတွက်ဘာတွေကြိုပြီးပြင်ဆင်ရမယ်ဘယ်နေရာကိုပြောင်းရမယ်ဘာတွေလုပ်ရမယ်ဆိုတာကိုလည်းသူတို့ကသိနေတတ်ကြပါတယ်ဒါဟာတရိတ်ဆန်တွေအနေနဲ့ကဘာမြေကြီးနဲ့ပို့ပြီးတော့ဆက်သွယ်မှုရှိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်လူသားတွေအနေနဲ့ကတော့သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်ဟာရှုပ်ထွေးတဲ့ complex societies တွေဖြစ်နေပါတယ် technology ကလည်းတဘာဝနဲ့အဆက်ပြတ်အောင် spray လုပ်ထားသလိုဖြစ်နေပါတယ်ဒါကြောင့်မိုးရွာမယ်ရေကြီးမယ်ငလျင်လုံးမယ်ဆိုတဲ့ကိစ္စတွေမှာလူတွေကနောက်ကျမှသိပြီးတရိတ်ဆန်တွေကအရင်ကြိုသိနေကြတာမျိုးဖြစ်ပါတယ်ကဘာအနှံ့အပြားမှာမေတ္တာတရားခန်းချောက်လာတာကြောင့်စစ်မဲ့တွေဖြစ်ပွားကြတယ်
လူတွေရဲ့ဘဝဝင်ကျင်မှာအချင်းချင်းသီးခံနိုင်မှုနည်းလာတယ်။စာနာနားလည်မှုတွေနည်းပါးလာတယ်။ဒါကြောင့်လေမေတ္တာတရားဆိုတာကရေဆက်ကလေးတစ်ပေါက်စာလောက်ထိတွေ့ခွင့်ရရင်တော့အင်မတန်အေးမြသွားရတာမျိုးဖြစ်ပါတယ်။တရိတ်ဆန်လေးတွေကလေးလေးတွေရဲ့ဗီဒီယိုလေးတွေကြည့်ပြီးမေတ္တာတရားကို highlight လုပ်ပြနေတာကိုပဲမြင်နေမိတယ်။ဒါဟာ universe ကပြီးချင်တဲ့သတင်းစကားတစ်ခုလည်းဖြစ်နေမယ်လို့ထင်ပါတယ်။လူသားတွေအတွက်လိုအပ်ချက်ရှိနေတာကိုလမ်းညွှန်ပေးနေတာလည်းဖြစ်နိုင်ပါတယ်။အခုနောက်ပိုင်းမှာ spiritual masters တွေ gurus တွေကလည်းမေတ္တာတရားနဲ့ပတ်သက်တဲ့အကြောင်းတွေအတော်ပြောလာကြတာကိုတွေ့ရပါတယ်။အရာရာကိုမေတ္တာစိတ်နဲ့ကြည့်ပေးလိုက်တယ်ဆိုတာကမိမိရဲ့စိတ်အစဉ်ဟာငြိမ်းချမ်းတဲ့မေတ္တာဓာတ်နဲ့ထိုက်တန်တယ်လို့ယူဆလိုက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။မေတ္တာပို့ပေးလိုက်တယ်ဆိုတဲ့နေရာမှာတစ်ဖက်လူကကိုယ်ဆုတောင်းမေတ္တာကြောင့်နေကောင်းသွားမယ်၊ပျော်ရွှင်သွားမယ်၊ချမ်းသာသွားမယ်၊လိမ္မာသွားမယ်၊အဆင်ပြေသွားမယ်အစရှိသဖြင့်မပြောနိုင်တာမှန်ပေမဲ့သူ့အပေါ်မှာမေတ္တာထားလိုက်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ရင်ထဲမှာအရင်ဆုံးမေတ္တာဓာတ်ကလေးစီးဆင်းသွားပြီးအေးမြသွားရတာဖြစ်ပါတယ်။ဒီလိုအငြိမ်းဓာတ်ကလေးကရင်ထဲရောက်နေတဲ့အခါမှာဘယ်သူမှဒုက္ခမပေးဖြစ်တော့ဘူး။ကိုယ်နဲ့ဆက်ဆက်နေရမိသားစုအတိုင်းအဝိုင်းတွေအကုန်လုံးဟာဒီလိုပဲဆင့်ကဲငြိမ်းအေးမှုကိုရရှိတာဖြစ်ပါတယ်။နောက်တစ်ခုကြည့်ရတဲ့ဗီဒီယိုလေးကတော့ကလေးငယ်လေးတယောက်ရဲ့အနောက်မှာတရေရုပ်မျက်နှာဖုံးဆွတ်ထားတဲ့လူကြီးတယောက်က6လက်မလို့ကြံရွယ်နေတဲ့ပုံစံနဲ့ရက်နေပါတယ်။ Halloween မှာအပျော်ရိုက်တဲ့ဗီဒီယိုလေးဖြစ်မှာပါ။ကလေးကရုပ်တရက်နောက်ကိုလဲကြည့်လိုက်ပြီးသူဘယ်လိုတုတ်ပြန်မလဲ။အရန်ကြောက်သွားမလား။လန့်သွားမလား။ငိုချလိုက်မလား။အမေစီကိုပြေးလာမလားရဲ့လို့သူ့ရဲ့ reaction ကိုဗီဒီယိုရိုက်ထားတာဖြစ်ပါတယ်။ကလေးလေးကအဲ့ဒါတွေတခုမှမလုပ်ဘူးအနောက်ကိုလဲကြည့်လိုက်တယ်ထူးဆန်းတဲ့အသွင်ပြင်တဲ့လူတစ်ယောက်ကိုတွေ့တော့သူကအခက်ကြောင်ဖြစ်သွားတယ်ကြောက်သွားတာတုန်သွားတာဘာမှမဖြစ်ဘူးပြီးတော့သူကဘာလုပ်လိုက်တယ်ထင်ပါသလဲသူ့ရဲ့လက်သေးလေးနှစ်ဖက်ကိုဖြန့်ကားပြီး hug ပေးဖို့လုပ်လိုက်ပါတယ်တရေကောင်းဆောင်တဲ့လူကသူ့ရှေ့မှာဒူးထောက်ထိုင်လိုက်ပြီးအဲ့ဒီကလေးလေးနဲ့ဖက်လိုက်ကြတဲ့ချစ်စရာမြင်ကွင်းလေးပါတခါတရံမှာအင်မတန်ကြောက်စရာကောင်းတဲ့အင်မတန်ဆိုးတဲ့သူတွေကိုအောင်နိုင်နေဆိုတာကလည်းမေတ္တာတရားပဲဖြစ်နေတတ်ပါတယ်